ဒူရင်းသီး lover တွေအတွက်အခုလိုဒူရင်းသီးအကိတ်ကြီးတွေ mango sticky rice တွေတခြားအသီးနှံတွေရေခဲမုန့်တွေကိုပါ buffet အဝစားလို့ရမယ်ဆိုရင်ရောအားလုံးစိတ်ဝင်စားပြီလားဒါဆိုဒီဗီဒီယိုလေးမှာလိုက်ကြည့်ပေးကြပါအောင်ရှင် Big ရဲ့ပေါ်ရမှာဒူရင်းသီး buffet တာစားရဖြစ်ပါတယ်ရပါမယ်ဒီမှာဒူရင်းသီးအပြင်တခြားအသီးတွေရေခဲမုန့်တွေလည်းစားလို့ရတယ်ပေါ့နော်ဘူဖေးရဲ့အချိန်တစ်နာရီပါသူကဒူရင်းသီးဘူဖေးစားလို့ရတဲ့အချိန်တွေကိုခွဲထားရပေါ့နော်မနက်ပိုင်းနေ့လယ်ပိုင်းညနေပိုင်းညပိုင်းပေါ့နော်အဲ့လိုမျိုးအချိန်တွေခွဲထားရတယ်ဒါပေမဲ့ခရစ်စရောက်သွားတဲ့အချိန်ကနေ့လယ်17နာရီကိုရောက်သွားတာဖြစ်ပါတယ်ဒူရင်းသီးဘူဖေးဆိုပေမဲ့ကိုယ်တိုင်သွားယူစရာတော့မလိုပေါ့နော်သူကနေပြီးတော့မှအများတန်းဒီဘန်းနေနဲ့ကန်ကန်ပြီးတော့မှလာချပေးတယ်သူကတမွာချင်းစီကိုပကံနေနဲ့ပွန်ပလက်စတစ်အကြီးအုပ်ပြီးတော့မှလာချပေးရပေါ့နော်အတီးတွေကလည်းခုနကဟိုဘက်မှာမြင်ခဲ့တာအကြီးတွေနဲ့တော်တော်လေးချိုမဲ့ပုံစံပေါ့နော်အရန်ကိုရဲပြီးတော့ပေါ့နော်ပြီးတော့ဒီမှာဆိုလို့ရှိရင်လည်းစပွဲပေါ်မှာအတီးနံလေးချထားပေးတယ်အဲ့အတီးနံတွေကလည်းကြိုက်တဲ့လောက်အဝစားလို့ရပါတယ်နောက်ထပ်ပြီးတော့သူတို့စီမှာဒီဒူရင်းသီး sticky rice တွေနောက်ထပ် mango sticky rice တွေ coconut ice cream တွေအများကြီးသူတို့ကတွေးပါတယ်ဒူရင်းသီးတစ်မျိုးနဲ့နေမဟုတ်ဘူးပေါ့နော်ဒါဆိုရင်ခရစ်စတီနာတယောက်ကတော့လာချပေးတဲ့ဒူရင်းသီးပကံတစ်ခုကိုယူပြီးတော့မှစပြီးတော့မှဆွဲပါတော့မယ်ဒီမွန်ထောင်ဒူရင်းသီးရာပေါ့နော်အကြီးတွေအသားလည်းအများများတယ်အစီသေးတယ်ပေါ့နော်ဒါပေမဲ့ဒီမြန်မာဒူရင်းသီးလောက်မချိုဘူးသူကအသားများတယ်ဒါပေမဲ့ဟိုနည်းနည်းမာတယ်ပေါ့နော်မြန်မာဒူရင်းသီးကလည်း cream ပုံစံဘက်ကိုသွားတယ်တကယ်ဟိုအဲ့ဟာဆီယာတေးသေးလေးနဲ့ပြီးနောက်အသားတွေအများကြီးပဲပေါ့နော်အချိန်မှာကြိုက်စားလိုက်တဲ့အချိန်မှာလုံးဝတေးသေးချာချာဒူရင်းသီးရဲ့အရသာကိုခံပြီးတော့စားနေတာဖြစ်တဲ့အတွက်ဗီဒီယိုရမ်းရှည်သွားမှာမလို့ရစ်တော့ရစ်ထားရပေါ့နော်အားလုံးကတော့တယောက်တမစီကင်နေကြပါပြီကျမကတော့တမွာမကုံသေးပါဘူးဒူရင်းသီးဘူဖေးမစားခင်တော့ဒူရင်းသီးပနမွာစားမယ်ဟိုဘယ်လုံးလုံးကုန်အောင်စားမယ်ဆိုပြီးတွေးထားပေမဲ့တကယ်လက်တွေ့မှာတော့ဒူရင်းသီးကတမွာကိုမနေနိုင်နေစားရတယ်ပေါ့နော်သူများရဲ့အမြင်မှာတော့ဒါလေးစားရတာပဲများလိုက်တာလို့ဖြစ်နေမှာဆိုလို့တကယ်တမ်းပါဇက်ထဲကိုမထည့်နိုင်တော့တာအဲ့ဒူရင်းသီးကိုမုံသွားလောက်တဲ့အထိကိုအီသွားတာပါအဲ့ဒါနဲ့ပဲတရည်သီးကောင်းချင်းဘက်ကိုလဲပါတော့တယ်ဒူရင်းသီးကအီရယ်ဆိုရင်တရည်သီးကောင်းချင်းလေးကတော့မစိုးဘူးပေါ့နော်တရည်သီးရဲ့ချင်းရတာလေးရဲ့အုံလုံးလေးနဲ့တကယ်လိုက်တယ်ပြီးတော့သူကဒူရင်းသီးကောင်းချင်းလေးပြီးရပေါ့နော်ဒါပေမဲ့ဒူရင်းသီးကောင်းချင်းကိုလုံးဝလှည့်မကြည့်ခဲ့ပါဘူးဘာလို့လဲဆိုတော့ဒူရင်းသီးမကုံပါအခုစားနေဒူရင်းသီးမကုံပါဆိုလို့အရန်အီနေပြီလူကတော့ခရစ်စတီနာတယောက်တော့နောက်ထပ်တမွားထက်ကင်မ ready ဖြစ်နေပါပြီ။ဒါပေမဲ့ဂျားထဲမှာဒီချက်မောက်တီကိုမင်းကိုတီကိုစားရပေါ့နော်။ဘာလို့ဆိုဒူရင်းကြီးရွက်စားတာအရင်အီနေပြီ။ဒီမှာဆိုရင်အားလုံးကတော့ကိုစီစားနေကြရဲပေါ့နော်။တရတီကောင်းရင်းနေဒူရင်းကြီးကောင်းရင်းနေရှိရဲ။ကဲဒါဆိုရင်နောက်ထပ်တမွားထက်ကင်ပါမယ်။ဒီတမွားကခုနတမွားထက်ပို့ပြီးတော့မှအီရဲပို့ပြီးကြီးရဲပေါ့နော်။ဒီတမွားကတော့ပို့ပြီးချိုမဲ့ပုံပေါ်ရဲ။ဒီဒုတိယတင်မှာစားရင်းနဲ့တီးလိုက်ရလေအရန်ကိုအီယာထက်ကိုပိုနေပေါ့နော်ပြို့သလိုပဲဖြစ်နေမှာတစ်ချက်ပြို့သွားလိုက်သေးတယ်တက်ကလူကစားရင်နဲ့အန်ဂျင်တလူတွေခေါင်းမူးတလူတွေပဲဖြစ်လာပေါ့နော်နောက်ဆုံးမှာတော့ဒီတမွာနောက်ဆုံးနဲ့အရှုံးပေးခဲ့ပါပြီကဲမတန်လဲမတန်ပါဘူးပြန်ပါတော့မယ်အားလုံးဒီဗီဒီယိုလေးမှာဆုံးသက်လိုက်ပါတော့မယ်ဘိုင်ဘိုင်